Hello guys ဒီနေ့ video လေးကတော့ကျွန်တော်တို့TikTok မှာ YouTube မှာ fire ဖြစ်နေတဲ့ game တစ် game ဖြစ်တဲ့ shawarma ရောင်းရတဲ့ game ကိုစော့မယ်အဲ့တော့ video လေးမစခင်မှာကျွန်တော်ရဲ့ channel ကို support ပေးနေဆို VPN နဲ့လက်ခံကြည့်ပြီးတော့ subscribe လုပ်ခဲ့အဲ့တော့စလိုက်အောင် let's go Okay ကျွန်တော်တို့လမ်းမပေါ်တော့ရောက်ပြီပေါ့နော်အဲ့တော့ကျွန်တော်အရှိရ shawarma ဆိုင်မှာကျွန်တော်တို့လောက်ကပဲဖြစ်တယ်အဲ့တော့သွားလိုက်အောင်ခင်ဗျာနော်Okay အမှတော့ welcome နေပါတော့ကစမကလာဘောကရှောင်းမဆိုင်ရနေပြီးတော့တဲ့တက်ကမဲ့တဲ့ညဘက်ကြိုင်ပေါ့နော်အဲ့တော့ကျွန်တော်ပထမဆုံးနေကင်းနေဆက်တွေတော့ဖွင့်ရမယ်ပေါ့နော်အဲ့တော့သွားရအောင်လက်တွေရောက်ပြီးနည်းနည်းလက်နေတယ်ပေါ့နော်ဆက်စားခြင်းဆိုတော့ Okay ဒါ CCTV လေးဖြစ်ပါတယ် CCTV ကကျွန်တော်ဘယ်သူတွေတရေလာလို့ရှိရင်ကျွန်တော်တို့မှာ night vision ဘာလေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကင်းဆက်လေးဖွင့်မယ် Okay ပြီးတော့ရင်တော့ window ဖွင့်လို့ရပြီတဲ့Okay အဲ့တော့ဖွင့်နိုင်ပြီနော်ဒါရင်တော့ကျွန်တော်တို့ဝိုင်းတော့ကျွန်တော်တို့အသားလေးလှီးမလှီးခင်မှာဘာသာတော့ပြောပြမယ်အဲ့ဒါကရိုးကတော့ကျွန်တော်တို့ပြုံးနေတဲ့လူလာလို့ရှိရင်တော့သူ့ဆိုတာပေးပါတယ်နော်ပြီးတော့မျက်နှာပေါက်ပါရဲ့လူဆိုရင်တော့သူ့ကိုမကြည့်နဲ့ပေါ့နော်မကြည့်ဘဲနဲ့ရှုံးဝတ်တစ်ခုပေးရမယ်ပြီးတော့ကျွန်တော်တို့ညevery Friday ကြလို့ရှိရင်2နာရီလောက်ကြာကားမဲလာရင်ထွက်ပြေးရမယ်တဲ့စီကန်းချက်တွေကတော့အများကြီးပဲပေါ့နော်အဲ့တော့ကျွန်တော်ရှောင်းမရောက်ရမယ်ဆိုတော့ကျွန်တော်တသားကိုအရင်လှီးထားမှာပေါ့နော်အဲ့တော့ကျွန်တော်လှီးလိုက်အောင် let's go အကိုဘာစားမလဲဘာသုံးဆောင်မလဲအကိုဘာသုံးဆောင်မလဲအော်ဒီညဘက်ဒီမှာတဲ့ကြောက်စရာကောင်းတဲ့ဟာဖြစ်နေတယ်တဲ့အဲ့တော့သူရှောင်းမတစ်ခုပေးပါတယ် okay ပါ150ပါ Okay အဲ့တော့ကျွန်တော်ဘာမလုပ်ခင်ရုံတို့ CCTV ရင်စစ်စီရအောင်နော်သူဘာလုပ်လဲဆိုတော့ရဦးထိပ်ပြောင်းကျုံဦးထိပ်ပြောင်းရခေါမမျက်နှာကြီးလိုပါလို့ပါနေနော်အကိုခဏလေးငါပြေလို့ကြည့်မညာကျွန်တော်ပြေလို့ကြည့်မညာကောင်းမမျက်နှာကြီးလားမသိပုံစံကြီးပါနေတယ်ဗောနော်ဦးထိပ်ပြောင်းဆိုပေမဲ့အဲ့နာမျက်နှာကြီးဖြစ်နေမဟုတ်သေးဘူးဦးထိပ်ပြောင်းမဟုတ်ဦးထိပ်ပြောင်းမျက်နှာကြီးနဲ့တူတယ်ဦးထိပ်ပြောင်အဲ့ဒါညမညနာကြီးလဲညနာကြီးဆိုမလုံးနဲ့နော်အဲ့တော့ကျွန်တော်ထိပ်ပြောင်ပါမယ်ဘာဖြစ်ဖြစ်ကျွန်တော်တို့ပထမဆုံးလူလေးဆိုတော့ကျွန်တော်ရောင်းပေးလိုက်ပါမယ်စေတနာနဲ့ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့နင်ပြားလာပါလို့ယူမယ်ပြီးတော့ဒါလေးယူမယ်ထည့်ပြီးတော့ cheese ယူမယ်โอเคပွားရင်ထည့်ပြီးတော့ slab ပေါ့နော်ပြီးတော့ကျွန်တော်ဆွမ်းတော့အသားလေးထည့်လိုက်မယ်ဆိုရင်တော့ရှောင်းမရပါဘူးဒီ game ဆော့ပြီးတော့အပြင်မှာလှုပ်ရှားလို့ရပြီနော်ရှောင်းပါโอเคအဲ့တော့ကျွန်တော် roll လိုက်မယ်ရိုးကရိုးလာတိုင်ပတ်နေသေးတယ်โอเคအဲ့တော့ကျွန်တော်ရိုးမယ်ကျွန်တော်အတန်နဲ့မကောင်းနေတိတ်မကောင်းတဲ့အတွက်ကြောင့်အတန်နဲ့မကောင်းပါဘူးအဲ့တော့အားလုံးပဲ sorry ပါဗျโอเคအဲ့ကျေးဇူးပါတဲ့နောက်ဆိုရင်ねတကားပိတ်ချလိုက်ပါတယ်ဟာဘာကြီးတော့ဟိုရโอเคထားရပါအဲ့တော့ကျွန်တော်နောက်တဲ့ customer တွေကိုစောင့်လိုက်ရအောင်ခင်ဗျနောက်တဲ့ customer ရောက်လာပြီသူကဗာလေ station ဒီနာ gas station မှာလုပ်ပါလေတဲ့ shawarma please တဲ့ ace soft တဲ့ okay ပါအဲ့တော့150ချက်ပေးပါအဲ့တော့ကျွန်တော် CCTV ရင်စစ်ကြည့်အောင်ကျွန်တော်ပိုက်ထူကြလေဆိုတော့ okay ဘာမှထူရတာမရှိဘူးနိုင်ပါစေရှင်ဟေးအဲ့လူမဟုတ်ဘူးပိတ်ချလူမဟုတ်ဘူးအကိုမင်္ဂလာပါအကိုနေကောင်းလားအကိုတမပဲစားပါဦးရောက်ဒီကောရမူသမားကြီးလားမသိဘူးရမူသမားကြီးလားမသိပုံစံကြည့်အောင်အင်းကြီးကိုဝယ်စားကြည့်တော့ပြတ်တန်တာပဲအဲ့လိုပြောတယ်မှာကွာနော်အဲ့တော့ကျွန်တော် CCTV စစ်ကြည့်မယ်wait ဒီကောတရေလားမသိဘူးanomaly လားမသိဘူးanomaly နဲ့တူတယ်ရောဟိနောက်မှကြည့်အောင်ကျွန်တော်အဲ့ဒါလေးမဆုတ်ပြနိုင်ဘူးကွာနော်အဲ့လိုမျိုးကြီးအဆင်မပြေဘူးဗျနောက်ကိုကြည့်အောင်အဲ့တော့တို့ကျွန်တော်ပိတ်ချရင်ကောင်းမလားမနော်ပြင်ထွက်ကြည့်အောင် let's go တော်မင်းတော့ဟာပြေးလို့ရကျွန်တော်ပြေးဦးစတမနာချန်နာမရဟာယောဟာမဟုတ်ဘူးပိတ်ချအေးအဲ့တော့ကျွန်တော်အတားကျေသွားတော့အားလုံး sorry ပါဗျအဲ့တော့ကျွန်တော်တကယ်လန့်သွားတာပေါ့နော်အဲ့တော့လူတယောက်လူရောလာပြီပေါ့နော်အဲ့တော့ view လေးကိုဆုံးကြည့်ပြကြရဲတင်ကကျွန်တော်အားလုံးကျေးဇူးတင်ရှိပါတယ်ဗျာ okay
ရောကြီးအဲ့ဒါကြောင့်မို့လေTikTok မှာ fire ဖြစ်တာပေါ့ကြောက်စရာကြီးဗျာနော်ဘာသာဆိုကျွန်တော်တို့ဒီလိပ်ပြပါလွင့်သွားတယ်ဒီကောင်ကမဟုတ်သေးဘူးဗျာမကင်ကိုင်းဘူးလေအောင်မကင်တော့ဘာလုံးမှာတော့စားမကောင်းဘူးဟုတ်တယ်မလားကောင်ကြည့်ရတော့တေးတာမသိโอเค normally ထင်တယ်ဟိုလက်ကြီးကောက်နေတယ်ဟို night vision နဲ့ဘာမှဖြစ်ဘူးโอเคဘလို့လက်ကြီးတစ်ဖက်ကောက်နေတယ်အပြင်ထွက်ကြည့်အောင်နော်ကျွန်တော်တို့အဲ့ကောင်ကြီးက normally ဟုတ်မဟုတ်တော့တခြားစစ်ဆေးရမယ်ပေါ့နော်โอเคကျွန်တော်ကောက်တစ်ချမ်းမှာဘာကြီးလဲမသိဘူးပေါ့နော်လက်ကြီးတစ်ဖက်ကကောက်နေတယ်နောက်ပြီးတော့မဝိုင်းနဲ့ပေါင်းမိရလက်စုပ်ပြတ်တန်တာအဲ့တော့ကျွန်တော်အထင်တော့ဒီကောင် normally ဟုတ်တော့မဟုတ်တော့ကျွန်တော်မခွဲရနိုင်ဘူးနော်ဘလို့ကြီးလဲမသိဘူးဒီကောင်ကြီးကဒီဘွားရေလေးတာကောင်မရှိတော့ဘူးရှင်အဲ့တော့ကျွန်တော်ပိတ်ချလိုက်ပါတော့ဘာလို့ဖြစ်ဟုတ်ပါတယ်မင်းနော် normally ဟောမဟုတ်ပိတ်ချတဲ့တကန်ကောင်းနေတယ်ပြောရမယ်ပေါ့နော်အဲ့ကောင်ရဲ့ပုံစံကြီးကဘလို့ကြီးနဲ့လက်ကြီးတစ်ဖက်ကကောက်နေတယ်ပေါ့နော်โอเคပါအဲ့တော့ကျွန်တော်တို့ရေနောက်တစ်ဆိုင်လေးတော့ဖွင့်လိုက်ပြီပေါ့နော်အိုးအမညီမနှစ်ယောက်နေကောင်းလားအမတို့ဟိုတော့လာနေပေါ့နော်ဟုတ်တယ်ခင်ဗျာနော်ဟုတ်တယ်ဟဲ့ပိတ်ကြအဲ့ကောင်ဟာဟေးဘာကြီးတော့တိုင်းရ what the hell ဘာကြီးတော့ဟာဘာကြီးတော့အမဲကြီးကြောက်စရာကြီးပေါ့နော်အဲ့တော့အမညီမနှစ်ယောက်ရဲ့ဇက်လေးကတူလားတက်ရန်လှတယ်နော်ရန်လှတယ်ဘာဖြစ်တာလဲအော်โอเคရပြီအဲ့တော့ငါတို့ဘယ်တော့မှမထွက်သွားဘူးတဲ့အော်ရောလမ်းတယ်ကွာအဲ့တော့ဒီမှာအနေနဲ့ရေဒီယိုကနေဖိုင်လာနေတယ်မသိဘူးနော်ဆုံးတော့မဲတဲ့ဆိုတော့ almost understand တဲ့ okay တော့မှကျွန်တော်လူဟုတ်မဟုတ်ကျွန်တော်စစ်ဆေးလို့မရသေးဘူးဒီမှာဘိုင်လိုင်းရေဒီယိုမပြီးသေးဘူးဗျဘလို့ကြီးလည်းမသိဘူးကျွန်တော်မှရော normally ဟုတ်မဟုတ်စစ်ဆေးကြည့်မယ်ဒီဘက်လူထင်နေပေါ့နော်အဲ့တော့ကျွန်တော်တို့သူလှုပ်ပေးလိုက်ပါမယ်ဒုက္ခလေးတော့ဆစ်ပြီးခန့်ကြော်လေးအဲ့တော့ကျွန်တော်လှုပ်လိုက်ပါမယ်အဲ့တော့ရော့ဗာလေးလေးတော့မသိထည့်လိုက်ကုန်တဲ့နော်ဒါတော့ cheese လားဟုတ်တယ် okay ထည့်အောက်ကတော့စာ close the window တွေဘာသာကစမကလာပေါ့ရှောင်းမလေးရောက်ကပါ times တဲ့ okay နော်ယူရလိုက်အမှန်တော့ okay WI ရစမနော်လေ see the customer လေစတိုင်းနဲ့ the solve close တဲ့ okay ဒီဘောတရေရမလားတော့ထင်တာပေါ့နော်တော့လမ်းဝလာပြအဲ့ချိန်တော့ okay February night I didn't know that okay နောက်ကြတော့လာပြီပေါ့နော် hello again what's up နေကောင်းလား bro မင်းနောက်မှာမင်းစပင်မှာမျက်နှာကြီးအဲ့တော့ကြည့်အမစပင်နောက်မှာမျက်နှာကြီးကြည့်အမဘာကြီးလဲမျက်နှာပေါ်တိုင်းနဲ့အဲ့တော့ပိတ်ချရမှာပေါ့ဟုတ်တယ်နော်သူကပိတ်ချရမှာပေါ့နော်ဒီမှာကျတော့ရေးထားတာတော့ပါရေးထားလဲဆိုတော့ shop the windows okay အဲ့တော့ပိတ်ချလိုက်ပါမယ်တော့မေးတော့လိုက်တော့မင်းတို့ကောင် normally ကတိတာအကိုနေကောင်းလားကို evening နဲ့ဘာသာတော့ဆောင်မလဲတဲ့ one shower မှာတဲ့ okay ရစီရမယ်အဲ့ဒီတော့နောက်တစ်အိတ်တော့ထုတ်လို့မလား no တဲ့ဒီတိုင်းပဲမဲလုပ်ပြပါတဲ့ okay အဲ့တော့ကျွန်တော်မဲလုပ်ပြရမယ်ပေါ့နော်ရစီရမယ်ဗျာမဲလုပ်ပြရမယ်နော်ခဏလေးဆို CCTV မဲလေးကြည့်အောင် CCTV မှာတော့ဘာထူးရလဲဘာဖြစ်တာတော့တော်ကြပါ okay CCTV မှာဘာထူးရလဲကြည့်မယ် okay စင်ပြီးရဲ့အကုန်ကင်မရာတူးတဲ့ဘာမှမရှိဘူး okay ရပြီအဲ့တော့သူလူဟန်တီတာရပါတော့ရုပ်ကလည်းခန့်ကြောကြီးအဲ့တော့ကျွန်တော်လည်းလုပ်ပေးလိုက်မှာပေါ့နော်အဲ့တော့ let's go ရော okay you are okay here go တဲ့ကောင်းပြီလေဆိုပြီးတော့ကျွန်တော်ထွက်သွားပြီပေါ့နော်အဲ့တော့ yes ကျွန်တော်အိမ်ပြန်နေပြီတကယ်နဲ့မတွေ့ချင်တော့ဘူးတကယ်တွေကိုဈေးမရောက်ချင်ဘူး okay အဲ့ဒါလူရောတာယာနေတယ်လို့ပြောမှာပေါ့နော် what the fuck this connected oh just kidding ငါလန့်သွားတာပဲကွာအဲ့ဒါအုံနာနေမယ်ပေါ့နော်ကျွန်တော်ခင်ရဲ့အုံနာလိုက်စားလာတာမသိ okay တဲ့ရောသူရှောင်းမပေးရမှာလားမပေးရဘူးလားစိုက်ပိတ်ချရမှာလားဘာလောက်ကမလဲမသိဘူးနော်ကျွန်တော်စိုက်ပိတ်ချတာအဆင်ပြေမယ်ထင်တယ်ပေါ့နော်စိုက်ပိတ်ချလိုက်တော့မရောသွားလိုက်တော့ရှူအုံနာအောင်မောက်တော့တကယ်ဥလာမောက်တော့နေကျွန်တော်ကခက်ခံအောင်ပဲ
ငါလည်းအမြင်နဲ့စောင့်ကြည့်နေမယ်တဲ့ holy crap okay ရတယ်မင်းစောင့်ကြည့်နေပေးတယ်နော်အဖိုးနေကောင်းလားအဖိုးလက်တွေဘာဖြစ်တာလဲ one shawarma please okay don't make this too crazy တဲ့မိုက်တော့တာတဲ့ next okay ပါတော့150ပေးပါအဲ့တော့ဒီအဖိုးကြီးကကျွန်တော်ခန့်နေရှင်းနေပါ okay ပါကြားစီရမယ်အဲ့တော့ကျွန်တော် CCTV ကြည့်အောင် CCTV မှာဘာထူကြလဲပေါ့နော် CCTV မှာဘာမှထူးခြားမရှိဘူးကင်မရာ2မှာလည်းဘာမှမဖြစ်ဘူးမရှိဘူးဖိုးရထိပြောင်းပြီပေါ့နော်အဲ့တော့ကျွန်တော်လည်းလုပ်ပေးလိုက်ပါမယ်ခင်ဗျာနော် okay အဖိုးကြီးကတော့ကျွန်တော်ပြန်သွားပြီပေါ့နော်အမပိန်းနာမှာကျွန်တော်ပေါ့နော်မီးအကုန်ပိတ်တဲ့အကင်းနဲ့ဆက်တွေအကုန်ပိတ်ပြီးတော့ bus stop သွားပါတယ် okay တော့အကင်းနဲ့ဆက်ပိတ်မယ်ပြီးပြီတော့ကျွန်တော်ဆိုင်တကားပိတ် okay ရပြီမီးပိတ် okay အဲ့တော့ကျွန်တော်တကားဖွင့်ဝိုင်းကျွန်တော် bus stop သွားမယ်နော် bus ကားမှတ်တိုင်ကိုသွားပါတယ် okay ပြီးပြီလားမသိဘူးကျွန်တော်တို့ okay ရောက်ပြီ day 2ရောက်ပြီ let's go ဆိုတော့ day 2မှာနေရက်လိုက်မယ်ထင်တယ်ဘာဖြစ်လဲဆိုတော့ကျွန်တော် video record ဖို့တော့ကကျွန်တော် gift တွေမလုံလောက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ထည့်ရောက်လာရမယ်ဒီနားလေရှောင်းမလေးပဲအကြောင်းမတော်နေကိုပြောင်းမြင်နေရရင်စိမ့်ရဲ့အဲ့တော့ကျွန်တော်အထည့်ဝေကြည့်အောင် okay 6ဖြစ်လာသလိုပဲနော်6ပွေရပုံစံဖြစ်လာသလိုပဲ day 2ကပို့ပြီးတော့နေနော်ဘာသာလို့ထင်မိတာမသိဘူးနော်အဲ့တော့ကျွန်တော်တို့ဆိုင်လေးဖွင့်လိုက်ပါမယ်ရော okay အဲ့တော့ကျွန်တော် task တွေနေ့ရက်နေပေါ့နော်ရောက်ပြီလာဖို့ပဲကျွန်တော်ထိုင်ဆောက်ရမယ်ပေါ့နော်ကျွန်တော်မှအကုန်ပြေးစီမှာ okay လာပြီအတော့နေကောင်းလားအတော့ so what please အတန်းကြလေးတိုင်းနဲ့တော့ရှုမျက်နှာလည်းကြတဲ့ညနာင်းနဲ့မရောကွာနော် okay အဲ့တော့ထလာပါဦးလို့နော်ကျွန်တော်စောက်နေတာကြားပြီနော်လာတော့လားတရေမချောင်းတော့ okay မချောင်းတော့ရေကတဲ့တာပေါ့တရေအတော့မင်္ဂလာပါအန်ဒီအတော့အမဟုတ်ကဲ့အဖွားအဲ့တော့ကျွန်တော်တို့150ပေးပါ okay အဆင်ပြေတယ်အဲ့ဘေးချင်းအကုန်စကင်မရာတူမငါတွေ့နေရတယ်ကင်မရာတူမမင်းကိုပိတ်ချလိုက်တော့ရော့အမငါဈေးကောင်းညာမရောမရှိဘူးဆိုင်လေးဖွင့်ပြီနော်နောက်ထပ်လာကြပါအောင်ထပ်လာဝယ်ကြပါအောင်ရော့ okay အတော့အဲ့ဒီအဖွားနေကောင်းလား hi နဲ့ shawarma please okay ဘာမပေးနိုင်ဘူးဗျာ okay အဲ့တော့ camera 1 camera 2ဆေးပြီယောကျိုကနေတာလေးကလောကနော် Y2K ထက်လန်းနေရှိုးနော်အဲ့တော့အန်ဒီကိုဈေးအောင်ကြည့်ဘရိုဘီနာအဲ့ဒါဘိုင်လမ်တီno ဆိုင်မချရတော့မယ်တော်ပြီ okay အဲ့တော့ကျွန်တော်တို့တဖန်ပြန်လဲဆိုင်ဖွင့်လိုက်ပါပြီเนาะအဲ့တော့လာဝယ်လို့ရပါပြီအသားလေးလောက်အောင်မယ် okay အခုချိန်မရောင်းရသေးဘူး anomaly တွေလည်းပဲတွေ့နေအပွားနေကောင်းလားအပွားအဲ့တော့တော့ချီလိုက်မယ်အလောင်းဒီဟုတ်ပြီတဲ့ဒေါက်တာတဲ့သူဒေါက်တာကနေပြီးတော့ shopping နဲ့ mine နဲ့ free တဲ့credit နဲ့ okay တော့ကျွန်တော်200ပေးပါကဲ့နေပဲပေးမယ်ရတယ်ပို့ကြိုက်သေးတယ်အဲ့တော့ကျွန်တော်လုပ်လိုက်မယ်ပေါ့နော်ပတ်စီရ okay ရပြီဒီတော့ကျွန်တော်ကင်မရာလေးကိုရစကြည့်အောင်okay ဘာမှထူးခြားမရှိဘူး okay အဲ့တော့ကျွန်တော်ဒါလေးလုံးမယ်ဒီအတင်မယ်ရပြီပိတ်ချလိုက်ပြီဘာကြီးလဲဘာတော့တိလာတာမကျွန်တော် recording လုပ်ဖို့မေ့သွားတာဗောနော်ဖုန်းဝီကောက်လာတယ်ရောက်ကြီးလန့်တာကျွန်တော်တို့ထခုံတာပြင်မှာအဲ့တော့ဟိုတော့ပိတ်ချလိုက်ပြီဗောနော်ကျွန်တော်လန့်သွားတာဗောနော်အဲ့တော့ record မလုပ်လိုက်ရတာတော်တော်လေးနောက်တော့ရပါတယ်ဗျာနော်ဒါကြီးကတော့ပို့ကြီးတာတို့ပဲတရက်နဲ့တရက်အဲ့တော့ကျွန်တော်နည်းတက်ဆောင်လိုက်ပါအောင်မယ်နောက်တဲ့ဘလို့ normally နဲ့တွေ့ရမလဲဈေးရောက်ကြည့်နေပြီလို့
ဟာဒီ gas station ကဘေးကြီးอ่ะโอ้ยဘာကြီးတော့ဒီ gas station ကဘေးကြီးอ่ะအမြဲတမ်းလာစားမနေ့ကတော့လာစားဒီနေ့လည်းလာစားနှစ်ခေါက်ရှိဒီနေ့ကတော့ဘာမှထူးထူးခြားခြားရှိတာမသိဘူးမရှိဘူးဖြစ်နေတာပေါ့နော်ကျွန်တော်စစချင်းတော့သူကကိုပြောက်သွားတဲ့ night position နဲ့တော့အခုတော့ကျွန်တော်မရှိဘူးဆိုတော့ကျွန်တော်ဒီတိုင်းပဲပေးလိုက်မှာပေါ့နော်အဲ့တော့ရောက်ပါဗျယူပါစမိတ်နဲ့အကိုကြီးဘာလုံးမလဲပြောပါဗျဘာစားမလဲဘာသုံးဆောင်မလဲဆိုတာတဲ့တခုနဲ့ဟောပေးပါတဲ့ရှောင်းအောင်တခုအိုးဒီစမိတ်သူ့စမိတ်ကြီးကမိုက်တယ်နော်ထိတ်ကမပြောင်းအောင်လုပ်ထားအဲ့တော့ကျွန်တော်ပတ်စီလေးပေးလိုက်မယ်အဲ့တော့ကျွန်တော်ပြီးတော့ပြီးသွားပြီပေါ့နော်ကျွန်တော်အရန်ချနေမှာဆိုတော့ကျွန်တော်လည်းလေးပေါ့နော် skip လိုက်မယ် okay ပါတော့လာသုံးဆောင်ကြပါအောင်အားလုံးပဲနော် please လာသုံးဆောင်ကြပါအောင်အိုးအပွားနေကောင်းလားအပွားဘာလုံးမလဲ okay ဆိုတာနဲ့တဲ့ရှောင်းအောင်နှစ်ခုပေးပါတဲ့ okay ဟေးပိတ်okay ကန်ကောင်းလို့အဲ့တော့ကျွန်တော်မီးလေးတွေပိတ်မယ်ဆိုတော့တွားတော့မယ်ပေါ့နော် day 2လေးကပြီးပါပြီခင်ဗျာနော် day 2လေးလည်းပြီးပြီဆိုတော့တွားပါပြီ bye bye ဘာဖြစ်ဦးကြံခဲ့တယ်အိမ်ပြဒီဇွန်နဲ့ပြန်လာရောက်ဟေးကြံခဲ့တယ် window ပေးဖို့ကြံခဲ့တယ် window ပေးဖို့လို့ပြန်လို့ okay ရပြီ okay ဘာထူးခြားချက်ရှိတယ်မရှိဘူးနော်ဘာမှမရှိဘူး okay အဲ့တော့ကျွန်တော်ပြန်တော့မယ်အဲ့တော့ video လေးကိုအဆုံးထိကြည့်ပေးကြရတဲ့ငယ်ချင်းအားလုံးကိုကျေးဇူးတင်ရှိပါတယ်နောက်တဲ့ video လေးနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲ bye bye နောက်တဲ့ video နဲ့ပြန်လာခဲ့ပါမယ် like share subscribe လို့တော့မမေ့နဲ့နော်